ရောမှာတော့ဇလန်လေးပဲပြတဲ့ချိန်မှာဇလန်လေးကချီချူလေးနဲ့ romance အရင်လောက်ရတဲ့ဟာမျိုးမဟုတ်ဘူးလေချီချူအေးလေးပဲဆိုခက်ကြည့်တဲ့အချိန်မှာလည်းကျွန်တော်လည်းကြိုက်တာဖြစ်တဲ့အတွက်အမှရိုက်မယ်ဆိုပြီးတော့ဒီကားလေးကိုစပြီးတော့ရိုက်ဖြစ်တာခြားထဲမှာအမှတ်တရလေးလည်းအများကြီးရှိတယ်ပြီးတော့အမှတ်တရဆိုတော့ပြောကြရင်ညားတာပေါ့နော်အလုံးလုံးနေနေရတယ်ရှူတင်သွားနေရဆိုတော့တကယ်ချင်းနဲ့တွေးဆုံတဲ့ဘယ်လိုပြောလဲအဲ့ဒါနေတဲ့တကယ်ချင်းနဲ့တွေ့ရတော့မယ်ဆိုတဲ့ခံစားချက်လေးပြောနေတာပေါ့အဲ့ဒီရိုက်တဲ့အချိန်ကမတရားအများကြီးရှိပါတယ်ဒီကားလေးထွက်တဲ့အချိန်ကျရင်လည်းထွက်တဲ့အချိန်မပေါ်ထွက်နေပါအားလုံးပဲ hey play တဲ့ဒီအမတီဖုန်းမှာစောင့်နေကြည့်ရှုအားပေးကြပါဦးလို့ဖိတ်ခေါ်ပါရခင်ဗျာဟုတ်အားလုံးပဲမင်္ဂလာပါ